တစ်ဖက်မှာလည်းလီယန်ကချီလုံလူတွင်ပြောင်းသွားပြီဆိုတာတိတာနဲ့ဥက္ကဋ္ဌအိမ်ကိုသွားပြီးချီလုံနဲ့တွေ့ဖို့တောင်းဆိုတဲ့ဥက္ကဋ္ဌကညှင်းဖို့အကြောင်းပြချက်ရှာနေတာကြောင့်လီယန်ကဒေါသအကြီးနဲ့အင်ဂျီကော်လန်ကိုဆွဲပြီးကျင်းမောင်းလိုက်တဲ့အဲ့ဒီအချိန်မှာဥက္ကဋ္ဌကမဲ့ပြုံးပြုံးလိုက်ပြီးချီလုံကအနောက်ကနေပေါ်လာခဲ့တယ်လူတွေရဲ့စိတ်ကိုဖက်နိုင်တဲ့ချီလုံကလီယန်ရဲ့စိတ်တန်ရာကိုချက်ချင်းရိပ်မိပြီးအတိတ်ကအနာဟောင်းကိုဆွတ်ပေးတယ်လီယန်ကသူ့ကိုလာကစားဖို့မကြိုးစားနဲ့လို့တတိပေးပြီးခိုင်းတာလို့ဖို့ပြောပေမဲ့ချီလုံကလီယန်စိတ်ထဲကဂျီအာကိုတက်ချင်နေတဲ့အချံကိုပါဖတ်မိသွားတယ်ချီလုံကဂျီအာဟာအစကတည်းကသူ့အတွက်ရည်မှန်းထားတဲ့အရာမို့လို့သူ့ရဲ့သူတို့သမီးဖြစ်လာရမယ်လို့ဆိုတယ်လီယန်နဲ့ဂျီအာကြားရန်တိုက်ပေးဖို့အတွက်ချီလုံကလူတွေရဲ့အိမ်မက်ကိုစိတ်ချက်ချင်နိုင်တဲ့အမောင်ဝိညာဉ်ကိုလွတ်လိုက်တယ်အဲ့ဒီအမောင်ဝိညာဉ်ကအဖျော်ရင်မကရောင်းတဲ့သူဖြစ်ဟန်ဆောင်ပြီးလီယန်အိမ်ကိုရောက်လာတဲ့လီယန်ကမဝယ်ဘူးပြောပေမဲ့ဆိုတင်းလက်ကိုဆွဲပြီးတောက်ကြည့်ဖို့ပြောတယ်လီယန်တော့တက်ထွက်ပြီးမောင်းထုတ်တော့အမောင်ဝိညာဉ်ကမင်းကြောက်ဆုံးရာကဘာလဲလို့ထူးဆန်းတဲ့မေးခွန်းကိုမေးခဲ့တယ်လီယန်တကားကိုစောင့်ပိတ်ပြီးအထဲမှာရက်တောက်နေတော့အိမ်ထဲကနေထူးဆန်းတဲ့တချင်းတန်ကြားရလို့အဝတ်ပြီးလိုတကားကိုဖွင့်ကြည့်လိုက်တဲ့အခါလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကသူနဲ့သူ့အမေနေခဲ့တဲ့ရွာကိုရုတ်တရက်ရောက်သွားတော့တယ်ရွာသားတွေကသူ့ကိုဝိုင်းရိုက်ကြပြီးအမေဖြစ်သူကအိမ်ထဲကနေချောင်းကြည့်နေတာကိုမြင်လို့လီယန်ကလက်လန်းပြလိုက်တော့ရွာသားတွေအားလုံးပျောက်ကွယ်သွားတယ်အိမ်ထဲဝင်ပြီးတုံရင်နေတဲ့အမေဖြစ်သူကိုအဲ့ဒီနေ့တုန်းကလည်းအမေဒီလိုပဲကြည့်နေခဲ့တာလားလို့မေးတော့အမေကမင်းဟာဒီကဘာပေါ်မှာမမွေးဖွားလာတဲ့မိစ္ဆာကောင်ပဲလို့ပြောပြီးဆဲဆိုပါတော့တယ်လီယန်စိတ်နာနာနဲ့အမေလက်ကိုယုံဖယ်ပြီးခေါင်းကိုဆန်းကြည့်လိုက်တဲ့အခါသွေးတွေပေးချန်နေပြီးနောက်ထပ်နေရာတစ်ခုကိုထပ်ရောက်သွားပြန်တဲ့အဲ့ဒီနေရာကတော့အမေဖြစ်သူဆွန့်ပစ်ခဲ့တဲ့မိစ္ဆာတော်ဖြစ်ပြီးငငယ်တုန်းကတရေတစီတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတဲ့နေရာပါအဲ့ဒီတုန်းကအဖေတူမေခွဲအကိုဖြစ်သူလီယွန်းရောက်လာပြီးကယ်ခဲ့တာဖြစ်ပေမဲ့အခုအိမ်မက်ထဲမှာတော့အကိုဖြစ်သူကလာခဲ့မှာမဟုတ်ဘူးဆိုတာသိလို့တစီတွေကိုကိုယ်တိုင်ခုခံတိုက်ခိုက်နေရတယ်တစ်ဖက်မှာလည်းအမောင်ဝိညာဉ်ကဂျီအာစီကိုထက်ရောက်လာပြီးလီယန်ကိုမေးခဲ့တဲ့မေးခွန်းမျိုးထက်မေးပြန်တဲ့ဂျီအာကြောင်သွားတဲ့အချိန်မှာပဲခေါင်းထဲမှာထူးဆန်းတဲ့တချင်းတန်တွေကြားလာရပြီးအပြင်ကိုလိုက်ကြည့်ဖို့တကားဖွင့်လိုက်တဲ့အခါမှာတော့ကားတစ်စီးလေးကိုရုတ်တရက်ရောက်ပြီးပိတ်မိသွားပါတော့တယ်ကားရှိကိုကြည့်လိုက်တဲ့အခါမှာတော့လွန်ခဲ့တဲ့အနှစ်20ကကားအစီအစဉ်ဖြစ်ပြီးကွယ်လွန်သွားခဲ့တဲ့သူမရဲ့မိဘနှစ်ပါးကရှေ့မှာထိုင်နေကြတာကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပါတော့တယ်